အာနီစလော့နီယာမှာအလွန်စော်ကိုမြင်ချင်းနေကြတဲ့လီဗာပူးပရိသတ်များမိလာများဝိုင်းကျန်ထေတန်စပေါ်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါတယ်လီဗာပူးပရိသတ်တွေအတွက်အားကျစရာတစ်ခုကတော့အသင်းကြီးတွေမှာနေပြအသစ်တွေအပြောင်းလဲဖြစ်နေတာဖြစ်ပါတယ်ဘယ်အသင်းတွေဘယ်လောက်ပဲပြောင်းပြောင်းလီဗာပူးကတော့သူတို့ရဲ့နေပြကြီးအာနီစလော့လက်ကနေမလွတ်နိုင်သေးပါဘူးအာနီစလော့ဟာပြီးခဲ့တဲ့ရာသီမှာလီဗာပူးကိုချန်ပီယံဖြစ်လောက်အောင်စွမ်းဆောင်ပြခဲ့ပြီးပွဲဥထွက်ရာသီမှာတာထွက်ကောင်းနေခဲ့ပါတယ်ဒါပေမဲ့ဒီရာသီမှာတော့လီဗာပူးကအဖက်ဖက်ကနေကြာဆင်းသွားခဲ့ပြီးချန်ပီယံနေရာမကာကွယ်နိုင်တော့လို့ချန်ပီယံလိဝင်ခွင့်ရဖို့တော့မှအနိုင်နိုင်ဖြစ်နေရပါတယ်လီဗာပူးအသင်းပိုင်ရှင်တွေဘက်ကနေရာဒီမှာပြောင်းရွှေ့ခြင်းအများများသုံးဆွဲပြီးကစားမသစ်တွေခေါ်ယူပေးခဲ့ပေမဲ့စလော့ရဲ့အသင်းဟာဝါစီးပြေသွားသလိုပဲဖတ်တင်ခဲ့ပါတယ်။2016ကိုကူးပြောင်းလာတဲ့အချိန်မှာပဲချဲစီနဲ့မန်ချက်စတာယူနိုက်တက်တို့ကသူတို့ရဲ့နီးပြတွေကိုအပြောင်းလဲပြုလုပ်ပြီးအနိုင်ရလန်းချောင်းပေါ်ကိုပြန်တက်လာနေကြပါတယ်။ချဲစီကနီးပြလီယန်ရိုစင်ညာနဲ့ကာရာဘောင်းဖလားပွဲမှာဆီမီဖိုင်နယ်အထိရောက်ရှိနေတယ်လို့ပရီးမီးယားလိမှာလည်းပွဲဥထွက်နိုင်ပွဲရရှိထားပြီးချန်ပီယံလိဝင်ခွင့်အတွက်ကြိုးစားနေပါတယ်။မိုက်ကယ်ကာရီရဲ့မန်ချက်စတာယူနိုက်တက်ကလည်းမန်ချက်စတာစီးတီးကိုအလဲထိုးနိုင်ရင်တော့4နဲ့တမန်ပဲကွာရတဲ့အနေအထားထိရောက်ရှိလာနေပါတယ်။ဒီအချိန်မှာဇာဘီလိုဆိုကရီယယ်မန်ဒရစ်မှာအစမပြေဖြစ်ပြီးယာလူကနေနှုတ်ထွက်လိုက်ရပါတယ်။ဒီတော့လီဗာပူးပရိသတ်တွေကစိတ်သောကပေးနေတဲ့ဆလော့စာသူတို့ရဲ့ကနဝင်ကိုပဲနီးပြနေရမှာမြင်ကျင်လာကြပါတယ်။အခုချိန်မှာ FHC ဘက်ကချန်ပီယံဖြစ်စေခဲ့တဲ့နီးပြကိုထောက်ခံအားပေးနေဆဲဖြစ်ပြီးဆက်လက်ဆောက်ကြည့်အောင်ပါပါ။အလွန်ဆိုကလည်းနီးပြအဖြစ်ပြန်မလာသေးပဲခဏအနားယူမယ်လို့ပြောထားပါတယ်။ဒါပေမဲ့လည်းလာမယ့်ပွဲတွေမှာဆလော့တာရလက်တက်မလာခဲ့ရင်လီဗာပူးပရိသတ်ရဲ့ဆန္ဒအမှန်တကယ်ဖြစ်လာနိုင်ပြီးအလွန်ဆိုနဲ့လီဗာပူးစပောင်းကန်ကိုမြင်တွေ့ရနိုင်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။